မေပြောကြရှိလို့မေ ဘူးဘာပြောမှအယောင်မပြော ရေးကြည့်တယ်မေရေးကြည့်တယ်ပြောကြရှိတယ်လို့ လေးတက်ရတဲ့ဆိုင်ငယ်မောင်းတာဘာမှမကြားရအောင်အယောင်မပြော အမေကအိမ်အောင်မပြောလို့မရဘူးရေးကြည့်တယ်ခုရေးကြည့်တယ်ဆိုင်ကရက်ဒီကောင်းလေးဆိုင်ငယ်မောင်းတာအန်ရများရတဲ့ထဲမင်းပါဇက်ကိုခုရှင်းပိတ်ထားကြီးအယောင်ဘာပြောမှောင်ပြော လေအမေရဲ့အဖွားဆိုင်ကဘွားကြားခဲ့ပြီ မလေးနေခုမပြောရတလားမလေးဖျားအမေပဲအိမ်အောင်မပြောစု Amazing တာရေးကြည့်ပါတယ်လို့ပြောလေအမေမလက်သိမခံတာ မင်းပြောရရှိပြောပါလားဘာအမေလုံနေရတော့မလေးငါမေတော့မေအမေ ဖြည်းဖြည်းသွားအဖွားကိုကားစီကကောက်တင်သွားပြီစိတ်မပူနဲ့ ဒီကောင်လေးငါအိမ်ပြန်ရောက်မှတွေ့မယ်ကြက်တိတ်ချာ ပြောတော့ကကြတော့လက်သိမခံဘူးမေကသူများပဲစူးနေရ